ဒီတစ်ခေါက်ဖတ်ပေးထားတဲ့ reading ကကြတော့ ကျန်တဲ့ January လဝက်မှာဘာတွေဆက်ပြီးကြုံတွေ့ရမလဲဆိုတာနဲ့ဒီအခြေအနေတွေကိုဖြတ်ကျော်ဖို့အတွက်လိုအပ်တဲ့ guidance တွေကိုဖတ်ပေးထားတာဖြစ်ပါတယ်။ collective အတွက်ဖတ်ပေးထားတာဖြစ်တာကြောင့်ကိုယ်နဲ့ guide တဲ့ချက်ကိုပဲယူပေးပါ။ File 1ကိုရွေးတဲ့သူတွေကအခုချိန်မှာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုပေါ်ကိုရောက်လာပြီလို့ပြောရမယ်ပေါ့နော်။ပြီးခဲ့တဲ့ January လရဲ့ပထမနှစ်ပတ်မှာတော့Capricorn Stellium ကြောင့်တော်တော်များများကကိုယ့်ရဲ့ဘဝကို direction ပြောင်းလဲရမယ့်အချိန်ပြန်လည်ဖွဲ့စည်းတည်ဆောက်ရမယ့်အချိန်တစ်ခုကိုကျော်ဖြတ်ခဲ့ရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအချိန်မှာကိုယ့်ဘဝကိုဘယ်ဆက်သွားမယ်ဘာတွေဆက်လုပ်မယ်ဆိုတဲ့ရွေးချယ်မှုတွေကမှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်ခဲ့တယ်ပေါ့နော်။အဲ့တော့ကိုယ်ကမှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ပြီဖြစ်တဲ့အတွက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ရှိရမယ့်အချိန်ရောက်လာပြီပေါ့နော်။ပြီးတော့ January လရဲ့ကျန်တဲ့နှစ်ပတ်ထဲမှာAquarius Stellium ပြန်ပြီးတော့ဖြစ်မဲ့အချိန်လည်းရှိတယ်ပေါ့နော်။အဲ့တော့ Aquarius Stellium ကြောင့်မို့လို့ကိုကပြီးခဲ့တဲ့ Capricorn Stellium မှာကိုရွေးခဲ့တဲ့လမ်းကြောင်းတွေကိုစိုက်ခဲ့တဲ့အပင်ကအခုချိန်မှာပိုမိုကြီးထွားဖွံ့ဖြိုးအောင်ပြိုးထောင်ရမယ့်အချိန်တစ်ခုကိုရောက်လာတယ်ပေါ့နော်။အဲ့တော့ကိုရွေးချယ်ခဲ့တဲ့မှန်ကန်တဲ့လမ်းကြောင်းကိုဒီထက်ပိုပြီးရှေ့ဆက်သွားရမယ့်အချိန်ရောက်လာပြီပေါ့နော်။အဲ့တော့ရှေ့ဆက်ရမယ့်ခရီးမှာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိ confidence ရှိနဲ့ကိုယ့်ကိုယ်ယုံကြည်နဲ့ပဲဆက်သွားပါတော့။ကိုယ်တိုင်ကလည်းလွတ်လပ်ပေါ့ပါဖြစ်နေပြီးတော့စိတ်လက်ပေါ့ပါနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်။ကိုစိုက်ခဲ့တဲ့အပြင်ကိုရွေးခဲ့တဲ့လမ်းကြောင်းကလည်းအခုချိန်မှာမှန်မှန်ကန်ကန်ဖြစ်သွားပြီးရလဒ်ကောင်းတွေပြန်ပြီးတော့ခံစားရလိမ့်မယ်ပေါ့နော်။ကိုကလမ်းကြောင်းမှန်သွားပြီးကိုနဲ့ align ဖြစ်တဲ့အရာတစ်ခုကိုရွေးချယ်နိုင်သွားပြီဖြစ်တဲ့အတွက်ကိုရသင့်ရထိုက်တဲ့အောင်မြင်မှုပြည့်စုံမှုပျော်ရွှင်မှုတွေကကိုပြန်ပြီးတော့လက်ခံရရှိတော့မှာကိုတွေ့ရတယ်ပေါ့နော်။အရင်တော့ကိုနဲ့ align မဖြစ်တဲ့ဘဝတစ်ခုမှာနေထိုင်နေတာဖြစ်တဲ့အတွက်ဒါတွေကမဝင်နိုင်မဲနဲ့ကိုယ့်စီကိုမရောက်ရှိနိုင်မဲနဲ့ရပ်တန့်နေတာကြန့်ကြာနေတာတွေတွေ့ရတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒါတွေကကိုယ့်ဘဝထဲကိုပြန်လည်ဝင်ရောက်လာတော့မယ့်အချိန်ကိုရစရာရှိတာတွေပြန်ပြီးတော့ရလာတော့မယ့်အချိန်လို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ရှေ့ဆက်သွားမယ့်ခီးမှာကိုယ့်ရဲ့ intuition ကိုယုံကြည်မှုအပြည့်နဲ့သာဆက်သွားပေါ့နော်။ဒါဆိုရင်ကိုမှန်ကန်တဲ့လမ်းတွေကိုပဲထပ်ပြီးရောက်လိမ့်မယ်။ဒီထက်ပိုပြီးတော့ကိုယ့်အတွက်ကောင်းမွန်တဲ့နေရာအဆင်ပြေတဲ့နေရာကိုနဲ့တကယ်ကိုက်ညီတဲ့နေရာကိုရောက်သွားပြီးတော့ကိုလုပ်ရမယ့်အလုပ်တွေကိုလုပ်နိုင်သွားပါလိမ့်မယ်။ Fight 2 လေးတွေကအခုချိန်မှာပြင်းထန်တဲ့ခံစားချက်တွေနဲ့ပိတ်မိနေတာခံစားချက်တွေရှုပ်ထွေးနေတာပေါ့နော်အတွေးတွေထဲမှာပိတ်မိနေတာဒီလိုမျိုးရုံးထွက်နိုင်တဲ့အခြေအနေတစ်ခုကိုတွေ့ရတယ်ရှေ့ဆက်ပြီးတော့လဲကိုကဘာလုပ်ရမှန်းမသိသလိုရှေ့ဆက်ဖို့ကိုလည်းတွေ့ဝေနေတာကြောက်ရွံ့နေတာမျိုးကိုတွေ့ရတယ်ပေါ့နော် Fight 2 လေးတွေကလက်တလောမှအဆုံးသတ်တစ်ခုကိုရင်ဆိုင်ထားရတာဒါမှမဟုတ်ကိုယ့်ရဲ့လက်ရှိအခြေအနေတွေအားလုံးကပြိုလဲပျက်စီးနေတာဒါမှမဟုတ် ego death အခြေအနေတစ်ခုကိုကြုံတွေ့နေရတာ identity ပြောင်းရမယ့်ဆုံးရှုံးရမယ့်အခြေအနေတစ်ခုမျိုးကိုကြုံတွေ့နေတာမျိုးပေါ့နော် Dark Night of the Soul ကိုဖြတ်နေတယ်လို့လည်းပြောရမယ်ပေါ့နော်အဲ့လိုမျိုးခက်ခဲကြမ်းတမ်းတဲ့အခြေအနေတစ်ခုကိုဖြတ်သန်းနေကြရတယ်ကိုချစ်မြတ်နိုးတဲ့အရာကိုကြိုက်နှစ်သက်တဲ့အရာမျိုးကိုဆုံးရှုံးသွားလိုက်ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီတော့ဒီကနေပြီးရုံးမထွက်နိုင်သေးဘဲနဲ့ကိုယ့်ကိုရှေ့ဆက်ပြီးတော့ဘယ်လိုဆက်သွားလို့သွားရမှန်းမသိဘာလို့လောက်ကမှန်းမသိဘဲနဲ့ဝမ်းနည်းမှုတွေခြားထဲမှာပဲပိတ်မိနေသေးတယ်လို့ပြောရမယ်ပေါ့နော်ဒီခက်ခဲကြမ်းတမ်းတဲ့အခြေအနေတစ်ခုကိုကြုံလိုက်ရတဲ့အခါမှာကိုကလက်လွတ်ရမယ့်အရာတွေကိုလက်လွတ်လိုက်ဖို့လိုပြီပေါ့နော်ခံစားချက်တွေကတော့ရှိနေမှာပဲပေါ့နော်ဝမ်းနည်းတာငိုချင်တာအဆုံးရှုံးမခံနိုင်တာဒါပေမဲ့ထွက်သွားတဲ့အရာတွေကကိုယ်နဲ့မကိုက်ညီလို့ကိုယ့်အတွက်ရှေ့ဆက်ပြီးတော့အကျိုးမပြုနိုင်တော့လို့လမ်းခွဲရမယ့်အချိန်တစ်ခုကိုရောက်လာလို့လမ်းခွဲကြရတာပေါ့နော်အဲ့တော့ကိုကဝမ်းနေရင်တောင်မှစိတ်ထဲမှာပဲဝမ်းနေပြီးတော့လှုပ်ရှားရှိတာတွေကိုဆက်လုပ်ပြီးရှေ့ဆက်သွားဖို့လိုတယ်ပေါ့နော်ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုရင်ဆိုင်ရတဲ့အခါအမှောင်တူးတစ်ခုကိုရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့အလင်းနဲ့ထွေးပွေပြီးတော့ရင်ဆိုင်ဖို့လိုတယ်ပေါ့နော်ဒီခက်ခဲကြမ်းတမ်းတဲ့အရာတွေအတိုင်းကိုယ့်ကိုလိုက်ပြီးတော့ကိုယ့်စိတ်ကိုအနက်ရောင်ချဲလိုက်ဖို့ကိုကမကောင်းတာတွေလိုက်လုပ်လိုက်ဖို့ဒါမှမဟုတ်ဒီလိုခံစားချက်တွေနဲ့ပိတ်မိပြီးကိုယ့်ကိုပြန်ပြီးတော့အဆုံးရှုံးခံလိုက်လို့တော့မရဘူးဒီနားမှာပဲရက်နေလို့မရဘူးပေါ့အဲ့တော့ကိုဘာလုပ်သင့်လဲဆိုတဲ့ဟာတစ်ခုကိုဆက်ပြီးစဉ်းစားရတော့မယ့်အချိန်တစ်ခုရောက်လာပြီပေါ့နော်ဝမ်းနေတာကဝမ်းနေတာပဲဒါပေမဲ့လှုပ်ရှားရှိတာကတော့လှုပ်ရှားရှိတာပဲပေါ့နော်ဘလောက်ပဲကြမ်းတမ်းတဲ့အခြေအနေတစ်ခုဖြစ်ပါစေဒါတွေကိုလက်ခံလိုက်ပေါ့နော်ငါဒါမဖြစ်ချင်ဘူးထိုလိုမဖြစ်ချင်ဘူးဒီလိုဖြစ်မှရမယ်ဆိုတဲ့ဟာတွေကိုလွတ်ချလိုက်ပေါ့နော်ကိုဘလို့ပဲဖြစ်ဒီကနေပြီးတော့ဒီချိန်နေတော့ငါပြန်ပြင်လို့မရနိုင်တော့ဘူးဆိုတာကိုလက်ခံလိုက်ဖို့လိုတယ်အဲ့တော့ကိုဒီကနေပြီးတော့ဘာလုပ်နိုင်မလဲဘလို့ဆက်ပြီးရှေ့ဆက်သွားရမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ပြီးတော့ဒီလိုလက်ရှိမလုံနိုင်တဲ့အရာတွေအများကြီးရှိလိမ့်မယ်အခြေအနေတွေကလေအရာလုံးကခက်ခဲနေချိန်ဆိုတော့ဒါပေမဲ့မလုံနိုင်တဲ့အရာတွေကြားမှာကိုလုံနိုင်တဲ့အရာပါရှိလဲပေါ့နော်ကိုလုံနိုင်တဲ့အရာတွေကြားမှာဘယ်အရာကိုပျော်ရွှင်စေလဲကိုနဲ့တကယ်ကိုက်ညီလဲဆိုတာမျိုးတွေကိုစဉ်းစားဖို့လိုတယ်ပေါ့နော်တကယ်တမ်းတော့ဒါကခက်ခဲကြမ်းတမ်းတဲ့အခြေအနေလို့ပြောရပေမဲ့ကိုယ့်အတွက်တော့နောက်တစ်ဆင့်ထပ်ပြီးတော့ရောက်သွားအောင်တွန်းပို့ပေးနေတဲ့
အချိန်လေးတစ်ခုလိုပဲပြောရမယ်ကောင်းမွန်တဲ့အချိန်လေးပေါ့ရေရှည်မှာတစ်ချိန်ရောက်လို့ပြန်လှည့်ကြည့်တဲ့အခါဒါကြောင့်ပဲကိုက awakening ဖြစ်ပြီးတော့နောက်တစ်ဆင့်ကိုရောက်နိုင်ခဲ့တယ်ဆိုတာကိုသဘောပေါက်လိမ့်မယ်ပေါ့နော်ဒီအချိန်လေးကိုဖြတ်ကျော်ပြီးရင်ကိုယ့်အတွက် psychic gift တစ်ခုပြန်ပြီးရလာဖို့ရှိရပေါ့နော်ဒီဟာကိုပြန်ပြီးတော့အသုံးချနိုင်လိမ့်မယ်ပေါ့နော်ကိုယ့်ကိုပြန်ပြီးသတိပြုသွားလိမ့်မယ်ငါမှာဒီလိုမျိုးစွမ်းရည်တွေရေချင်းတွေရှိပါလားဆိုတာကိုသဘောပေါက်သွားလိမ့်မယ်ပေါ့နော်ဒီအခြေအနေတွေကိုဖြတ်ကျော်ပြီးတဲ့အခါလေဒါကြောင့်မို့လို့ကိုယ်မှာရှိတဲ့စိုးရိမ်စရာတွေပူပန်စိတ်တွေဒီနားမှာနေနစ်မြုပ်ပြီးရက်တက်မနေဘဲနဲ့အရှိဆက်သွားဖို့ကြိုးစားကြည့်ပါကိုယ့်အတွက်လမ်းစာတွေတွေ့လာပါလိမ့်မယ်5-3လေးတွေကလက်ရှိအချိန်ထိမှာပေါ့နော် The Void လိုမျိုးအရာလုံးမှောင်မဲပြီးရက်တက်နေတဲ့အချိန်ကာလတစ်ခုတည်းမှာအချိန်တော်ကြာလေးနေထိုင်ခဲ့ရတာကိုတွေ့ရတယ်ပေါ့နော်အရာလုံးကရှုပ်ထွေးနေပြီးဘာဆက်လုပ်ရမှန်းမသိဖြစ်နေခဲ့တာပေါ့ဒါပေမဲ့ဒီလကျန်တဲ့လဝက်မှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ကိုယ့်အတွက်လင်းအောင်ကိုစတင်မြင်ရခြင်းဒီလိုအချိန်ကာလမျိုးကိုရောက်ရှိလာပြီပေါ့နော်အရင်ဆုံးလင်းအောင်ကိုရှာတွေ့တာကဘယ်လိုမျိုးကနေစတင်လဲဆိုတော့ကိုယ့်ရဲ့နှလုံးသားထဲကဆန္ဒပေါ့ငါဘာလို့ချင်တယ်ဘာလို့ဖို့အချိန်ကြာလာပြီဘာလို့သင့်ပြီဆိုတဲ့စန္ဒာလေးတခုကိုအရင်ဆုံးစတင်ခံစားရလိမ့်မယ်ပေါ့နော်အရင်ကတော့ကိုယ့်ရဲ့စိတ်ထဲမှာရှုပ်ထွေးနေပြီးတော့ဘာမှတေးချာရေးလဲနားမလဲဖြစ်လိမ့်မယ်ဒါပေမဲ့အခုချိန်မှာတော့စတင်သဘောပေါက်လာပြီးစတင်ပြီးတော့ရှင်းလင်းတဲ့အဖြေတခုခံစားချက်တခုကိုရလာပြီးငါဘာကိုလုပ်ရမယ့်အချိန်ရောက်ပြီးဘာလုပ်သင့်ပြီဆိုတဲ့စန္ဒာတခုကစတင်ဖြစ်ပေါ်လာလိမ့်မယ်ရှုပ်ထွေးနေတဲ့ခံစားချက်တွေကလည်းနည်းနည်းချင်းစတင်ပြီးငြိမ်သက်လာတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ငြိမ်လာတာနဲ့အမျှဒီပြင်ပကရက်တက်နေတဲ့အခြေအနေတွေကလည်းစတင်ပြီးတဖြည်းဖြည်းရွေ့လျားရင်းနဲ့ကိုယ့်အတွက်တကားပေါက်လေးစတင်ပွင့်လာလိမ့်မယ်အခွင့်အရေးတွေရလာလိမ့်မယ်ကိုယ့်ရဲ့ဒီရင်ထဲကစန္ဒတခုကိုအကောင့်ထဲပေါ်ဖို့အတွက်အနေထားတွေအခြေအနေမျိုးတွေကိုကြုံတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်ဖွင့်ပေးလာတဲ့တကားပေါက်တွေကိုကိုကတေချာလေးဝင်လိုက်ဖို့လိုတယ်ကိုလှုပ်ရှားရှိတာကိုဆက်လုပ်ဖို့လိုတယ်ကိုရလာတဲ့အခွင့်အရေးတိုင်းကိုက flow နဲ့အတူအပြောင်းလဲတွေလှုပ်ရှားရှိတာတွေကိုဆက်ပြီးလှုပ်သွားဖို့လိုတယ်ပေါ့နော်ကိုရင်ထဲကစန္ဒတိုင်းကိုလှုပ်ရှားရှိတာကိုလှုပ်ကိုနဲ့တကယ် align ဖြစ်တဲ့ကိုတကယ်ဆန္ဒရှိတဲ့ကိုလှုပ်ရမယ်လို့ခံစားရတဲ့အရာကိုဆက်လုပ်ပေါ့နော်အခုချိန်ကပုတ်ရပွားကိုပြန်လဲပြီးတော့နိုးထလာမယ့်အချိန်ရှင်းသန်ရမယ့်အချိန်ကိုရောက်ရှိလာပြီအရင်ကတော့ရက်တန့်ခဲ့ရတယ်ငြိမ်သက်ခဲ့ရတယ်ဘာမှမသိဘဲနဲ့အရာလုံးကမှောင်မဲနေတဲ့အချိန်ကာလတစ်ခုကိုနေခဲ့ရတယ်ဒါပေမဲ့ပြန်လဲနိုးထရမယ့်အချိန်ရှင်းသန်ရမယ့်အချိန်ရောက်လာပြီဖြစ်တဲ့အတွက်ကိုဟာရှေ့ဆက်ပြီးဘာလုပ်ချင်တာလဲဘာတွေဖြစ်ရမယ့်အချိန်လဲဘာလုပ်ချင်လဲဆိုတာကိုအရင်ဆုံးကိုယ့်ကိုစဉ်းစားပေါ့နော်တေချာသိရအောင် journaling တွေဘာတွေလုပ်ကြည့်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒီအကြံကိုကိုကဘလို့အကောင့်ထဲပေါ်မှာလဲဘယ်ကနေစပြီးအကောင့်ထဲပေါ်မှာလဲဘယ်နေရာကနေစလုပ်နိုင်မလဲပေါ့နော်အဲ့လိုမျိုးစတင်ပြီးတော့စာနဲ့ချရေးကြကြည့်ပေါ့နော်ကိုယ်စိတ်ထဲမှာရှုပ်နေတဲ့အတွေးတွေကိုတေချာရေးရတဲ့ဟာတွေဘာပဲဖြစ်ဖြစ်စာရွက်ပေါ်မှာချရေးလိုက်ပေါ့နော်အကုန်လုံးကိုယ်စိတ်ထဲမှာတွေးနေသမျှကိုယ်ရင်ထဲမှာရှိသမျှအားလုံးကိုချရေးပြီးတဲ့အခါပြန်ဖတ်ကြည့်တဲ့အခါမှာကိုယ့်အတွက်အဖြေတစ်ခုတွေ့လာလိမ့်မယ်ပေါ့နော်အဲ့တော့ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာကိုဘာလုပ်မလဲရွေးချယ်တဲ့အခါမှာအမြဲတမ်းကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့ဆိုးကိုပြန်ပြီးတော့မေးပေါ့နော်ကိုယ့်ရဲ့ intention ကိုကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့ဆိုးနဲ့တိုင်ပင်ပြီးတော့ရှေ့ဆက်ချပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကလမ်းမတွေကိုပဲကိုယ့်ရဲ့ ego ကနေအပြင်က noise တွေကနေရွေးချယ်မှဆိုရင်လမ်းမသွားနိုင်တယ်ဒီလိုမျိုးမောင်မဲတဲ့အချိန်ကာလတွေခက်ခဲတဲ့အချိန်ကာလတွေကိုပြန်ပြီးတော့ဖြတ်သန်းရတတ်တယ်ပေါ့နော်အဲ့တော့ရှေ့ဆက်ပါလုပ်မလဲဆိုတာကိုယ်တိုင်စဉ်းစားကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့ဆိုးမေးကိုနဲ့တကယ် live ဖြစ်တဲ့ဟာကိုလုပ်ကြည့်ပါဒါဆိုရင်ကိုယ့်ရဲ့အခြေအနေတွေကတဖြည်းဖြည်းနဲ့ပြန်ကောင်းလာပါလိမ့်မယ်